နောက်ထပ်မေးခွန်းတစ်ခုကတော့ဒီပြတော့လူဖြစ်ဖို့ခက်ခဲတယ်ဆိုတာဟုတ်ပါသလားရှင်ဗျအကယ်၍လူဖြစ်ဖို့ခက်ခဲတယ်ဆိုလို့ရှိရင်ဘယ်လောက်ထိခက်ခဲပါသလဲနောက်တစ်ခုကကြတော့ဘလူတွေလှုပ်လို့ရှိရင်လူဖြစ်ပါသလဲဘာတွေလှုပ်လို့ရှိရင်နတ်ဖြစ်ပါသလဲဘာတွေလှုပ်လို့ရှိရင်ဗမာဖြစ်ပါသလဲဒီပြတော့လူတွေမှာအရေးအတွက်အကန့်အသတ်ရှိသလိုဒီနတ်တွေဗမာတွေနဂါးတွေဘလူတွေမှာရောအရေးအတွက်အကန့်အသတ်ရှိပါသလားရှင်ဗျလူဖြစ်ဖို့ခက်ခဲတယ်ဆိုတာမနုဿတ္တဘာဝတုံလဘောလို့ဆိုတဲ့စာပေရဟုတ်တယ်လို့ပြောဒါပေမဲ့လူဖြစ်ဖို့ခက်ခဲတယ်ဆိုတာဘယ်သူတွေကိုပြောတာလဲဘယ်သရဝါတွေကိုရည်ညွှန်းတယ်လဲလို့ဆိုမြတ်စွာဘုရားဟောထားတဲ့လိတ်ကန်းကြီးဥပမာနဲ့ကာနာကစ္စဘောပမာဆိုတဲ့သုတ်တန်အရာဆိုလို့ရှိရင်တော့သူကတရိษံတစ်ကောင်ရဲ့အနေအထားမှာကြည့်လိုက်မယ်ဆိုရင်သူကစားဖို့ရရဲ့နိုင်ကျင့်ဖို့ရယ်ကံကုန်ခံစားဖို့ရယ်ဒါပဲသူရှိတယ်မှန်ပါဗျာအဲ့ဒီစားဖို့အတွက်တဏှာလောဘဖြစ်နေတယ်ရံပြူတာကိုယ်လာရံပြူတာတို့အဲ့ဒါတွေနဲ့အမြဲတမ်းကြုံနေရတော့သူဒေါသနဲ့အမြဲတမ်းရှိနေကြောက်တာလဲဒေါသပဲဥပမာချင်းသေးကကျွဲတွေကြိုက်တဲ့ဆိုရင်ကျွဲကိုဖမ်းတယ်ဆိုရင်ချင်းသေးကလည်းဒေါသပဲကျွဲကလည်းကြောက်လို့ပြေးရင်ဒေါသပဲမှန်ပါဗျာသူတို့ဟာစားဖို့ရလဲလောဘဖြစ်ရတယ်ဒီတကောင်းအတွက်မှလည်းပဲနိုင်ကျင့်ကြတာဆိုတော့ဒေါသတွေဖြစ်တယ်ဘာလောဘဒေါသမဖြစ်ဘူးဆိုတဲ့အချိန်မှလည်းပဲအမှန်တရားကိုသိနိုင်စွာမရှိလို့မောဟတွေကလွှမ်းမိုးနေတယ်မှန်ပါဗျာအိဋ္ဌာရဲ့စားရရဲ့ကာမဂုဏ်ခံစားရရဲ့ဆိုတဲ့အကုသိုလ်တရားတွေနဲ့တဘဝအဆုံးသတ်သွားတဲ့ပုဂ္ဂိုလ်တွေဖို့ဟာသူတို့မှာဒါနကောင်းမှုဆိုလဲဘယ်လိုမှမရှိနိုင်ဘူးနော်ကိုချင်းသီလဆိုလဲဘယ်လိုမှမရှိနိုင်မရှိနိုင်သည့်အတွက်ကြောင့်သူတို့ရှုထောင့်ကနေကြည့်လိုက်မယ်ဆိုရင်လူဖြစ်ဖို့အလွန်ခက်တယ်ဆိုတာဟုတ်ပါတယ်နောက်တစ်ခုကဘာပဲဖြစ်ဖြစ်နှိုင်းရှင်ကြည့်ရမယ်ဥယျာဉ်ချင်းနှိုင်းရှင်ကြည့်လိုက်မယ်ဆိုရင်တိရစ္ဆာန်တွေက species မျိုးစားတွေအများကြီးရှိတယ်ငါးတစ်ကောင်ရဲ့မွေးဖွားနှုန်းကိုကြည့်ပေါ့ငါးတစ်ကောင်ဟာဥတန်ပေါင်းများစွာရှိတယ်လူတစ်ယောက်ရဲ့မိခင်ရဲ့ကိုယ်ထဲမှာဘယ်လောက်တည်းတည်နိုင်တော့နော်မွေးဖွားနိုင်တော့ဆိုအလွန်နေတယ်လေမှန်ပါဗျာအဲ့တော့တိရစ္ဆာန်တွေရဲ့မွေးဖွားနှုန်းလူရဲ့မွေးဖွားနှုန်းနဲ့ကြည့်မယ်ဆိုရင်လူရဲ့မွေးဖွားနှုန်းကအလွန်နေတယ်မှန်ပါဗျာအလွန်နေတော့မမွေးဖွားပဲနဲ့လူကဖြစ်မှာမဟုတ်သည့်အတွက်ကြောင့်အဲ့ဒီရှုထောင့်ကကြည့်ရင်လည်းပဲလူဖြစ်ဖို့တော့ခက်ခဲတယ်မှန်ပါဗျာအခုခေတ်ဆိုရင်တော့ပို့ပြီးတော့လူဖြစ်ဖို့ခက်ခဲလာတယ်ဘာကြောင့်လို့ဆိုရင်လက်ခံတဲ့လူကနေလာမှန်ပါဗျာတားဆီးတဲ့ပုဂ္ဂိုလ်တွေကများလာမှန်ပါဗျာလာခြင်းတော့လဲလာလို့မရအောင်တားတဲ့စနစ်တွေပေါ်လာမှန်ပါဗျာတော့ဘာနဲ့တူလာတော့ဆိုရင် immigration နဲ့ဟိုလာတဲ့နေရာဗီဇာထုတ်မပေးတာနဲ့သွားတူမှန်ပါဗျာဒီကလည်းအဝင်မခံဘူးမှန်ပါဗျာဟိုကလည်းဟိုဗီဇာမပေးဘူးဆိုရင်ရောက်လာဝဲရတော့ခက်တယ်လေမှန်ပါဗျာအဲ့တော့ဘယ်ရှုတော့ကကြည့်တရိษံတွေရဲ့ဥယျာဉ်နဲ့ကြည့်လိုက်မယ်ဆိုရင်လူဖြစ်ဖို့ခက်ခဲတယ်လို့ပြောရမှာဖြစ်တယ်မှန်ပါဗျာဒီလူရဲ့မွေးဖွားနှုန်းနဲ့ကြည့်မယ်ဆိုရင်လည်းလူဖြစ်ဖို့ခက်ခဲတယ်ဆိုတာဒါလက်တွေ့အပြင်လက်ခံနိုင်ပါတယ်မှန်ပါဗျာဘယ်လောက်ထိခက်ခဲပါသလဲလို့ဆိုတော့ခုနကတရိษံတကောင်လူဖြစ်ဖို့ကြတော့သူကလူဖြစ်စေတတ်တဲ့ဒါနသီလဆိုတဲ့ကုသိုလ်ဖြစ်ဖို့ဆိုတာသူ့ဘဝမှာအလုံးကိုခက်ခဲတာမှန်ပါဗျာအဲ့ဒါမှမရှိလို့ရှိရင်သူကဘယ်လိုလုပ်လူဖြစ်မလဲအဲ့ကြောင့်မို့သူ့ရဲ့တသက်တာကာလအသက်တန်းကလည်းဆိုပါစို့တရိษံတွေတော့မျိုးရှိမှာပေါ့ခွေးတွေဆိုလို့ရှိရင်အသက်စိတ်တဲ့ကြောမှမထင်ပါဘူးမှန်ပါဗျာမှန်ပါဗျာအဲ့ဒီကောင်တွေရဲ့အများစုကိုကြည့်လိုက်မယ်ဆိုရင်ခုနလိုလောဘတွေဒေါသတွေမောဟတွေနဲ့ပဲသူတို့ဘဝအဆုံးသတ်သွားတာဆိုလူဖြစ်စေတတ်တဲ့ကုသိုလ်ကောင်းမှုမှာသူတို့လုပ်ဖို့ဆိုတာအမှန်တမ်းခဲရင်တယ်မှန်ပါအကြောင်းတရားခဲရင်သည့်အတွက်ကြောင့်သူတို့ဟာလူဖြစ်ဖို့ခဲရတယ်လို့ပြောမှန်ပါဗျာဘယ်လိုလုပ်ရင်လူဖြစ်ပါသလဲလို့ဆိုလို့ရှိရင်လူဖြစ်ဖို့ကြတော့ခုနပြောတဲ့ဌာနကောင်းမှုရင်လည်းလုပ်ရမယ်သီလရင်လည်းစောင့်တည်ရမယ်မှန်ပါဗျာကိုချင်းသီလဆိုတာအကျဉ်းတရားတို့မေတ္တာတို့အခြေခံတာဖြစ်တယ်မှန်ပါဗျာတစ်ဖက်သားကိုမထိခိုက်စေတဲ့အရာဖြစ်တယ်မှန်ပါဗျာဒါနဆိုတာကြတော့အများကိုစာနာထောက်ထားတယ်မှန်ပါဗျာအများကိုပေါ်မှာမေတ္တာထားတယ်အဲ့တော့အဓိကကတော့အကျဉ်းနဲ့မေတ္တာဒီလူဖြစ်ဖို့ရာအတွက်
ဒါတော်တော်ကိုအရေးကြီးတဲ့အရာပေါ့နော် မှန်ပါဗျာ တန့်စင်တဲ့မေတ္တာနဲ့အကျဉ်းတရားတွေပေါ်မှာအခြေခံပြီးတော့ဒါနကောင်းမှုသီလကောင်းမှုလုပ်လို့ရှိရင်တော့လူဖြစ်ပါ မှန်ပါဗျာ နတ်ဖြစ်တာလည်းပဲအဲ့ဒီတိုင်းပဲမြတ်စွာဘုရားကတော့တာမန်ဒါနသီလလုပ်တဲ့ပုဂ္ဂိုလ်တွေကလူဖြစ်တယ်တဲ့ထက်တန်းကြလောက်အောင်စောစောမြဲမြဲလုပ်တဲ့ပုဂ္ဂိုလ်တွေကလူထဲမှာတောင်မှပဲသူကတထေးသေးချွေလူကိုအစိုးရတဲ့မင်းမျိုးတွေဖြစ်တယ် မှန်ပါဗျာ နတ်ကြတော့လွန်လွန်ကဲကဲဒါနသီလလုံးမှနတ်ဖြစ်တယ်လူတွေလှုပ်ထားတယ်ပို့ပြီးတော့သူတို့ကသာလွန်တယ်လို့ပြောတယ်မြတ်စွာဘုရားဟောတဲ့ထဲမှာဆိုရင်ဘယ်တော့မှစိတ်မဆိုးတဲ့လူတယောက်အမျိုးသမီးတယောက်ဟာလည်းပဲလူဖြစ်တယ်ဟောနတ်ဖြစ်တယ်ပေါ့လူဘဝမှာသူကစိတ်မဆိုးအောင်နေတယ် မှန်ပါဗျာ နောက်တယောက်ကတော့ဘာလိလာတောင်းနည်းနည်းလေးဖြစ်စေလှူတယ် မှန်ပါဗျာ ပြီးတော့ဘယ်တော့မှလိမ်မပြောဘူးအမှန်တရားကိုပြောတယ်ဆိုတဲ့အကြောင်းတရားလေးတွေနဲ့လည်းပဲနတ်ဖြစ်တာရှိတယ် မှန်ပါဗျာ အဲ့တော့ဆိုလိုတာကတော့ကုသိုလ်ကောင်းမှုရှိရင်နတ်ဖြစ်နိုင်တယ်လို့ပြောမှာ မှန်ပါဗျာ ဘာတွေလို့ရင်ပြမဖြစ်တယ်လဲဆိုတာကြတော့သူကသမထကျင့်စဉ်ကိုကျင့်ရမှာသူ မှန်ပါဗျာ တမာတိကိုပေါ့ပေါ့ရောက်ရောက်အောင်မြင်နေထီအောင်လူတွေရဲ့ဒီမျက်စိနာနာလက်ရကာယနေပြီးတော့လူတွေမှာဘုန်းတို့အခုပြောကြတယ်ပါကြတယ်ဆိုမျက်စိကနှစ်သက်စရာအာယုံကိုကြည့်ပြီးပြောတယ် မှန်ပါဗျာ နားကตายရတဲ့အတန်ကိုနားထောင်ပြီးပြောတယ်ဟုတ်တ မှ ယ် န်ပါဗျာမှန်ပါ နှာခေါင်းကဝှေ့ကြိုက်တဲ့အနံကိုနားရှုပြီးပြောတယ်လျှာကကောင်းတဲ့အရာကိုတရက်ပြီးတော့ပြောတယ် မှန်ပါ အဲ့ဒီကာမဂုဏ်အာယုန်နေနဲ့ပြောနေတဲ့ပုဂ္ဂိုလ်တွေကတပိုင်းပြမဖြစ်သွားရင်အဲ့ဒါတွေကိုဆွန့်လွှတ်ရ မှန်ပါဗျာ ဆွန့်လွှတ်ပြီးတော့သူတို့ကငြိမ်းချမ်းတဲ့တမာတိစွမ်းအားနဲ့တည်ကျိန်တဲ့အာယုန်တစ်ခုပေါ်မှာခြေခံပြီးတော့သမထကျင့်စဉ်ကိုကျင့်တယ် မှန်ပါဗျာ ဒီကာမဂုဏ်အပျော်တွေကနေထွက်ပြီးတော့ဒီတဲ့အစင်းမြင့်နဲ့ငြိမ်းချမ်းတဲ့အပျော်ပေါ့ မှန်ပါဗျာ တရားနဲ့ပြောတယ်လို့ဆိုပါစို့ မှန်ပါဗျာ အဲ့ဒီလိုတရားကျင့်နိုင်ပြီးတော့သမထကျင့်စဉ်အဆင့်ဆင့်သူ့အဆင့်လိုက်အောင်မြင်မှဖြစ်မှာဆိုတာဖြစ်တယ် မှန်ပါဗျာ နော်လူတွေမှာအရေးအတွက်ရှိတယ်လို့နတ်ပြမနဂါဘလူတွေမှာအရေးအတွက်အကန့်အသတ်ရှိပါသလားအရေးအတွက်တော့ရှိတယ်အကန့်အသတ်ဆိုတာတော့မရှိဘူး မှန်ပါဗျာ နော်အကန့်အသတ်ဆိုတာမရှိဘူးအကန့်အသတ်ဆိုတာဘလောက်ပဲရှိရမယ်ဆိုရင်ဒီလိုကန့်သတ်တာ မှန်ပါဗျာ လူတွေမှာလည်းပဲအရေးအတွက်တော့ရှိတယ်ကန့်သတ်ဆိုတာကဟိုကဏ္ဍအနေနဲ့ပြောမယ်ဆိုရင်ဘလောက်ပဲသူကရှိတယ်ဆိုတော့အကန့်သတ်တော့မရှိပါ မှန်ပါဗျာ ဘူးဘုံမှန်ပြီးတော့ပြောရမယ်ဆိုရင်ဘုံတိတက်တဲ့အရွယ်နောက်ပိုင်းမှာလွတ်လပ်ရတဲ့အချိန်ပိုင်းမှာဆိုရင်ပမာပြည်ရဲ့လူကြီးက28သန်းပဲရှိတယ် မှန်ပါဗျာ နော်28သန်းပဲရှိတယ်ခုသန်းပေါင်း50ကျော်60ပါးကဖြစ်လာတယ် မှန်ပါဗျာ အဲ့တော့အရေးအတွက်ကတော့ဒါတကောင်စရင်မှန်လို့ရှိရင်တော့မှန်မှာပေါ့နော် မှန်ပါဗျာ အရေးအတွက်ကအဲ့ဒါလိုပဲနတ်ဖြစ်ပါတွေကလည်းပဲကုသကောင်မှုလုပ်တဲ့လူတွေများလာလို့ရှိရင်နတ်တွေအရေးအတွက်တိုးတက်တယ် မှန်ပါဗျာ တရားကျင့်တဲ့ပုဂ္ဂိုလ်တွေများလို့ရှိရင်လည်းပြမအရေးအတွက်တိုးတက်တယ် မှန်ပါဗျာ နော်နဂါဖြစ်စေတတ်တဲ့ဒီနဂါဆိုတာတော့စတုမာရိနတ်ထက်ပါတယ်နဂါရှိတယ်တိရိစ္ဆာန်နဂါရှိတယ် မှန်ပါဗျာ အဲ့တော့တိရိစ္ဆာန်ကတော့မကောင်းတာတွေလုပ်လို့ဒေါသအကြီးတဲ့ပုဂ္ဂိုလ်တွေကနဂါဖြစ်တယ်ဒေါသကြီးတဲ့ပုဂ္ဂိုလ်တွေကဘလူဖြစ်တယ်ပေါ့ မှန်ပါဗျာ အဲ့ဒီနဂါတို့ဘလူတို့ကြတော့စတုမာရိဘုံထဲမှာအဝင်နဲ့နဂါဘလူလည်းရှိတယ် မှန်ပါဗျာ အဲ့ဒါတွေကြတော့ကုသိုလ်တစ်ပိုင်းပါတယ်ပေါ့နော်ကုသိုလ်လုပ်တာတွေပါတယ် မှန်ပါ အဲ့တော့သူတို့မှလည်းပဲဥယျာအတိုးအယုတ်တော့ရှိတယ်ဘလောက်ပဲရှိရမယ်ဆိုတဲ့အကန့်အသတ်တော့မရှိပါ မှန်ပါဗျာ ဘူးနော် မှန်ပါဗျာနောက်တစ်ခုကတပည့်တော်တို့ကြားဦးတာဒီဟိုမြတ်စွာဘုရားဟောကြားတယ်လို့ကြားဦးတာပဲ तू ကမြေကြီးပေါ်ကမြေမှုန်တချို့လက်သေးကုံပေါ်တင်ပြီးတော့မေးတာပေါ့မြေမှုန်တွေကပုံဒီကဘာမြေကြီးကမြေမှုန်ကပုံများသလားလက်သေးပုံကမြေမှုန်ကပုံများသလားမေးတာအဲ့တော့ तू ပြောတဲ့ဥစ္စာမှာလည်းပဲလူပြန်ဖြစ်တဲ့လူတွေကနေလူပြန်ဖြစ်တဲ့အရေးအတွက်ကဒီဟောလူတွေကငကိုရှိပြီးသားလူတွေကကဘာမြေကြီးလောက်ရှိရဆိုလူပြန်ဖြစ်တဲ့အရေးအတွက်ကလက်သေးကုံပေါ်ကမြေမှုန်လောက်ပဲဖြစ်တယ်လို့တပည့်တော်တို့ဖတ်ဘူးတယ်အဲ့ဥစ္စာမှန်ပါသလားဗျာ အဲ့ဒီဥပမာတော့တခြားနေရာဟောတာပါမြတ်စွာဘုရား မှန်ပါဗျာ နော်တခြားနေရာဆိုတာသစ္စာလေးပါးသိသူမသိသူအဲ့လောက်ထိအောင်ပမာဏကွာခြားတယ်လို့သူတို့ဆိုလိုတာပေါ့ မှ နော် န်ပါဗျာမှန်ပါဗျာ လူဖြစ်ပြီးတော့လူသေးပြီးတော့လူပြန်ဖြစ်တဲ့ပုဂ္ဂိုလ်ကတော့ကမ္ဘာလောကကြီးမှာဒီခလုတ်ကတင်းခြိုင်ခြင်းတွေနဲ့မตายရတဲ့တောတောင်တ
ဒီနဲ့ပါရတဲ့ပန်းဥယျာဉ်နေနဲ့ဘယ်အများသလဲဆိုတဲ့ဥပမာနဲ့ပဲဖျားဟောတယ် မှန်ပါဗျာ နော်အဲ့တော့တောတောင်တွေကตายရတဲ့နေရာအမှန်တမ်းနေပြီးမตายရတဲ့နေရာလူသွားလို့ဝင်လို့မရတော့ရှုပ်ထွေးတဲ့နေရာတွေကများတယ်ပေါ့နော်ဥယျာဉ်နေနဲ့ဗိမာန်နေနဲ့ตายရတဲ့နေရာကနည်းတယ်ပေါ့ မှန်ပါဗျာ နောက်ပြီးတော့သစ္စာလေးပါးသိသူမသိသူဟိုလည်းပဲအဲ့မြေကြီးပေါ်မှာတင်ပြီးတော့မြတ်စွာဘုရားတက်သေးပေါ်မှာတင်ပြီးတော့နခတိခတုတ်လို့ခေါ်တယ် မှန်ပါဗျာ အဲ့ဒီတုတ်တံမှာအဲ့လိုလူဝိရနဲ့ပတ်သက်ပြီးခေါ်တာတော့အဲ့လိုခေါ်တာမဟုတ် မှန်ပါဗျာ ကဏ္ဍကိစ္စဘောပေါ်မှာတော့မှာ တင်ပါဗျာ လိတ်ကန်းကြီးတစ်ကောင်ဟာလိတ်ဆိုတဲ့အကောင်ကပင်လယ်ထဲမှာပင်လယ်လိတ်ပေါ့နော် မှန်ပါဗျာ ပင်လယ်ထဲမှာကျမ်းပြင်အောင်မှာရှောက်သွားနေနှစ်ပေါင်း100ကြာမှပင်လယ်ရေမျက်နှာပေါ်တက်ပြီးတော့အသက်ရှူတယ် မှန်ပါဗျာ အနှစ်100မှအသက်ရှူတယ်အဲ့ဒီမှာပင်လယ်ထဲမှာလိုင်းပုတ်လို့မျောနေတဲ့တဘိုးကြီးကအပေါက်တစ်ပေါက်ထဲပါတယ်အပေါက်တစ်ပေါက်ထဲပါတဲ့တဘိုးကြီးနဲ့ခုနလေကြီးကခေါင်းပြူလိုက်တဲ့ပင်လယ်ပေါ်မှာခေါင်းပြူလိုက်တဲ့အချိန်လေးမှာသူ့ခေါင်းနဲ့ဒီတဘိုးသားတော်ကြီးရဲ့အပေါက်နဲ့အကြဆွတ်ပြီးဖို့ဆိုတာလုံးဝမဖြစ်နိုင်တော့ခက်ခဲတယ်ပေါ့နော်အဲ့တော့တရိษံဘဝရောက်သွားတဲ့တရိษံတကောင်ဟာလူဖြစ်ဖို့ခဲနေတယ်လို့အဲ့လိုခေါ်တယ်အဲ့ဒါ မှန်ပါဗျာတင်ပါဗျာ အဲ့ဒီပုံစံနဲ့ခေါ်တာနော်